အဲ့ဒါဘာလို့လဲလမ်းလျှောက်နေတာလေမြင်ဘူးလားအောင်မအကိုပြန်អော်နေနေကလမ်းလျှောက်နေတာတော့မြင်တာပေါ့ဟိုတည်းမှာအကောင်တွေရောက်နေနော်တော့じゃပင်လေလဲလွတ်လိုက်သလိုဖြစ်သွားမယ်ဟုတ်တယ် ဘာလဲပင်လေလဲလွတ်လိုက်တယ်အော်ပင်လေလဲလွတ်လိုက်တော့ငားတွေလုံးဝိုင်းတော့မှာပေါ့ဟိုသဘုံပေါက်တာကိုကြီးတော့လေညီမလေးကကိုယ့်အနေကိုသိပါတယ်အမှန်ညီမဒီကလည်းလှုပ်ချင်လို့လှုပ်ညာမဟုတ်နော်ဒယ်ဒီခိုင်းတာလို့လှုပ် ဒယ်ဒီခိုင်းတာနည်းနည်းနင်းရနေရှိုးစမိုးနဲ့လမ်းသလားပြနေတာ အော်မဒီမဘာလဲဒယ်ဒီကလေညီမလေးကိုမှားထားတယ်နော်အဲ့လိုမျိုးနဲ့ရှိုးထုတ်ပြီးတော့လမ်းလျှောက်ပြနေတဲ့အဲ့ဒါမှလေဒီဟိုတယ်မှာတဲတဲ့လူရလေညီမလေးကိုငန်းပြီးတော့အကြာကြီးတဲမှာတဲ့ဒယ်ဒီရလဲကွာပတ်စံနဲ့ပတ်သက်လာရင်ကိုယ့်ရဲ့အသံပြီးတော့မှန်နှမျောဘူးဟောဒါကြောင့်လေသူ့တငယ်ချင်းတွေကဘူဇွာကြီးလို့သူ့ကိုခေါ်တာအေးလေဟောဒါနဲ့ငင်းမဟိုနင်းဒယ်ဒီပေးတယ်မဟုတ်ဘူးနဲ့လောက်ကောက်လောက်ရလားဟာကိုကြီးဘယ်လိုလုပ်လောက်မှာလဲအဲ့လိုမလောက်လို့လေလေဒယ်ဒီကျင်နေအောင်ဆိုပြီးတော့သူခိုင်းတာလုပ်ပေးနေရတာပေါ့ငါတို့လည်းမလောက်ဒါနဲ့ငင်းမငါတို့နှစ်ယောက်နဲ့ဟိုနင်းနဲ့ပေါင်းပြီးတော့လေဟိုပတ်စံရမယ်ဂုံလေးတကွန်းတော့ဖန်တီးကြမကောင်းဘူးပတ်စံရမယ်ဘာခွင့်လဲဟောနင်းကလည်းတုံးလိုက်တာဟာဟိုကိုခန့်ကိုကြည့်တယ်မလားနိုးမျက်နှာကြိုက်ကြီးလေဟာ တိတ်တာပဲသမီးရွယ်လောင်းကိုလာပြီးတော့သမီးရလောင်းနဲ့လုံမနေနဲ့အဲ့ဒါဘောစီတထေးနော်အဲ့တော့ညီမလေးကဘာလုပ်ရမှာလဲအိုးဒုံဝေးတာဟာနေရလေဟာဒီမှာနေရငါတို့နှစ်ယောက်ရတို့မောင်နှမ၃ယောက်ပေါင်းပြီးတော့အဲ့ဒီဘေးစီကနေပြီးတော့ငွေရဖို့ဂွင်တကွင်ဆင်လိုက်မယ်ဆိုရင်ရလာတဲ့ပတ်စံကိုတို့၃ယောက်အညီအမျှခွဲယူမယ်ဟာတယောက်တစ်ပုံစီစဉ်းစားအောင်လေဆိုးရမစုံနော်အေးအဲ့တော့ညီမလေးကဘာလုပ်လဲပြောလိုက်ဒီလိုဟာဒီလိုဇုံငင်ရောင်းတဲ့ဇာတ်ရေလက်လန်းပါဦးရဲ့ဒီပုံစံနဲ့တော့ပစုံနေတာပါပြီလားအဲ့ဒါဆိုဦးညာစားချင်လားလို့လာကြည့်ရစားချင်တာဘောပစုံကြီးလေရဒါနဲ့ဦးကကြောင်ထင်းလိုက်လေရေကိုနှစ်တပ်ပလိုက်ချင်